typical or typical let's find out I'm in my room, it's a typical Tuesday night. I'm listening. ခါသေးကြရင်ပေါ့နော်စလုံးရဲ့ form ကပြောင်းသွားလို့ရှိရင်အဲ့ဒီ form ရဲ့ vowel sounds ကလည်းလိုက်ပြောင်းရမျိုးရှိတယ်ဥပမာ type အဲ့မဲ့ adjective လည်းပြောင်းလာ typical I တန်ကနေ it အတန်ကိုပြောင်းသွားတာပေါ့နော်အဲ့လိုမျိုး I တန်ကနေ it တန်ကိုပြောင်းတဲ့စလုံးတွေဒီနေ့ video မှာလေ့ကျင့်ကြည့်မယ်ပေါ့နော် for example drive driven drive driven line linear line linear define definite define definite describe description describe description wise wisdom wise wisdom bible biblical bible biblical အဲ့တော့ I အတန်လေးက form ပြောင်းတဲ့ချိန်မှာ it အတန်ကိုပြောင်းသွားတာပေါ့နော်အဲ့တော့ကိုကဒီစလုံးတွေ form different forms ကိုတွေ့ပြီဆိုရင် original pronunciation တိုင်းပဲရှိချင်မှရှိမယ်အတန်တွေပြောင်းသွားနိုင်တယ်ဆိုတာသတိထားမယ်ပေါ့နော်အဲ့ဒါကြောင့် Meaning Dictionary မှာပြန်ပြီးတော့ check လုပ်တင်တယ်ပေါ့နော် How do you define the word typical let me know in the comments